အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့အားလုံးအတွက် Amazon အရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုအတူတူလေ့လာကြဖို့ရှိပါတယ်အဲ့ဒါကတော့လူသားတွေရဲ့မူလရည်ရွယ်ချက်ကဘာလဲဘာကြောင့်ဖျားသခင်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကပျက်စီးသွားခဲ့ရတာလဲပြီးတော့အဲ့ဒီပျက်စီးသွားတဲ့ဆက်ဆံရေးကိုပြန်လည်တည်ဆောက်ဖို့နည်းလမ်းရှိသေးလားဆိုတဲ့အခြေခံကြားတဲ့မေးခွန်းတွေရဲ့အဖြေပါပဲကဲအတူတူကြည့်လိုက်ကြရအောင်ကောင်းပါပြီဒီဇလိုင်းကိုကျွန်တော်တို့အစားဆုံးပြင်ကြည့်အောင်အရာအလုံးပြီးဆုံးပြီးအကောင်းဆုံးဖြစ်ခဲ့တဲ့အခြေအနေနဲ့ဆက်လိုက်ကြတာပေါ့ဟုတ်ကဲ့ဒီအကြောင်းအရာကိုအပိုင်း6ပိုင်းခွဲပြီးတစ်ခုချင်းစီလေ့လာသွားကြပါမယ်မူလအစကနေနောက်ဆုံးရလက်အထိအဆင့်ဆင့်ရှင်းပြသွားမှာဖြစ်ပါတယ်အစပထမတော့ဘုရားသခင်ကပြည့်ပြည့်စုံတဲ့ကဘာကြီးတစ်ခုကိုဖန်ဆင်းခဲ့ပါတယ်အဲ့ဒီမှာလူသားတွေကိုတခြားသက်ရှိတဲ့နဲ့မတူတဲ့ထူးခြားတဲ့လက်ဆောင်တစ်ခုပေးခဲ့တယ်အဲ့ဒါကတော့ကိုလိုနဲ့ယဉ်ကျေးတဲ့ဆက်ဆံရေးတစ်ခုကိုတီးဆောက်မလားမတီးဆောက်ဘူးလားဆိုတာကိုကိုလိုက်ရွေးချယ်နိုင်တဲ့လွတ်လပ်ခွင့်ပါပဲဒါပေမဲ့အဲ့ဒီဖြေးထားတဲ့လွတ်လပ်စွာရွေးချယ်ခွင့်ကပဲအရေးကြီးတဲ့လမ်းခွဲတစ်ခုစီကိုရောက်သွားစေခဲ့တဲ့လူသားတွေဟာဖျားသခင်ရဲ့လက်ညွှန်မှုကိုမလိုချင်တော့ပဲအမားနဲ့အမှန်ကိုကိုယ်လိုက်မဲ့ဆုံးဖြတ်ပြီးကိုယ်လမ်းကိုရှောက်ဖို့ရွေးချယ်လိုက်ကြတယ်ဒီတော့ကိုယ့်သဘောနဲ့ကိုယ်လမ်းလျှောက်ဖို့ရွေးချယ်လိုက်တာကိုပဲအပြစ်လို့ခေါ်တာပေါ့အပြစ်ဆိုတာကဘာလဲလို့မေးရင်တကယ်လို့ယူရှင်းပါတယ်ဖျားသခင်ကကျွန်တော်တို့ကိုဖန်ဆင်းခဲ့တဲ့မူလရွေးချက်အဲ့ဒီပစ်မှတ်ကြီးကိုလွဲချော်သွားတာကိုဆိုလိုတာပါပဲဆိုတော့ဒီမှာလမ်းတစ်ခုကရှင်းရှင်းလင်းလင်းကွဲသွားတာကိုတွေ့ရပါမယ်တစ်ဖက်မှာဖျားသခင်ကရည်ရွယ်ထားတဲ့ကိုတော်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးနောက်တစ်ဖက်မှာကျတော့ကိုတိုင်မဲဖျားလုပ်ပြီးကိုကြမှာကိုဖန်တီးခြင်းတဲ့လမ်းအဲ့ဒီလိုကွဲထားတာပါဒီလိုဘုရားသခင်နဲ့ဆက်ဆံရေးပျက်စီးသွားခြင်းရဲ့အကျိုးဆက်ကတော်တော်လေးကိုပြင်းထန်ပါတယ်ပြည့်စုံပြီးတန့်ရှင်းတဲ့ဘုရားသခင်ရဲ့တရားစီစဉ်မှုမှာအပြစ်ရဲ့ပြစ်ဒဏ်ကတည်ခြင်းပါပဲဒီနေရာမှာတည်ခြင်းဆိုတာကရုပ်ခဏတည်ဆုံးတာတစ်ခုလဲကိုဆိုလိုတာမဟုတ်ပဲဘုရားသခင်နဲ့ထာဝရကင်းကွာသွားခြင်းကိုဆိုလိုတာပါဒါလူသားတွေကိုယ်အစွမ်းအစနဲ့ဘလို့မှဖြေရှင်းလို့မရတဲ့အကြီးမားဆုံးပြဿနာတစ်ခုဖြစ်လာပါတယ်ဒီပြဿနာကနေလွတ်မြောက်ဖို့ကဲတင်ချင်းတယောက်လိုအပ်နေပြီဆိုတာရှင်းနေပါပြီကဲဒီပြဿနာအပတဲ့ဖျားသခင်ရဲ့ဖြေကဘာဖြစ်မလဲဒါကတော့ကိုတော်ရဲ့အတိုင်းစားမဲ့မေတ္တာတော်ကနေလာတဲ့အဖြေပါပဲအဲ့ဒါကတော့ကိုတော်ရဲ့တပါးတည်းသောသားတော်ယေရှုခရစ်ကိုဒီလောကကြီးစီကိုစိတ်လွတ်ထည့်တာပါပဲယေရှုဟာဒီလောကမှာအသက်ရှင်နေထိုင်ခဲ့တဲ့တလောက်လုံးဖျားသခင်မူရကရည်ရွယ်ထားတဲ့အတိုင်းလူသားတစ်ယောက်ကဘယ်လိုအသက်ရှင်နေထိုင်ရမယ်ဆိုတာကိုစံပြအနေနဲ့ကိုယ်တိုင်ဖျားတာတွားခဲ့ပါတယ်ဒါပေမဲ့ယေရှုရဲ့အသက်ရှင်ခြင်းကအဖြစ်ရဲ့အစားပဲရှိပါသေးတယ်တကယ်အဒီကအချက်ကအဲ့ဒီနောက်ပိုင်းမှာဘာဆက်ဖြစ်ခဲ့တယ်လဲဆိုတာပါပဲကမ္ဘာပေါ်မှာအကြီးမြတ်ဆုံးမြင်တာကိုပြသတဲ့လောက်ရဲ့အနေနဲ့ယေရှုဟာလူသားအလုံးရဲ့အပြစ်တွေအတွက်ခံထိုက်တဲ့ပြစ်ဒဏ်အလုံးစုံကိုကိုစားဝင်ပြီးခံယူခဲ့ပါတယ်တကယ်တော့အဲ့ဒီပြစ်ဒဏ်ကကျွန်တော်တို့ကိုယ်တိုင်ခံရမှာပါဒါပေမဲ့ယေရှုကကျွန်တော်တို့ရဲ့နေရာမှာဝင်ပြီးလက်ဝါးကတ်တိုင်းမှာအသေးခံပေးခဲ့တယ်ကိုရိုတိုင်းကအဖြစ်ဖြစ်ရရက်အဖြစ်သူ့ကိုယ်သူပူဇော်ခဲ့တာပါဒါပေမဲ့ဒီဆက်လန်းကဒီမှာပဲမပြီးသွားပါဘူးတိုးရဲ့တိုင်တိုင်တေချင်းတရားကပဲအနိုင်ရောက်သွားပြီလို့လူတိုင်းကထင်ခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့အရာအလုံးကိုပြောင်းပြန်လည်ပြီးမဲ့အဖြစ်ပြက်ကြီးဖြစ်ခဲ့ပါတယ်ဖျားသခင်ကသူ့ရဲ့တန်ခိုးတော်နဲ့ယေရှုကိုတေချင်းကနေပြန်လဲရှင်းပြန်ထမြောက်စေခဲ့တဲ့ဒီလောက်ရက်ကယေရှုဟာတေချင်းတရားကိုအပီးတိုင်အောင်နိုင်သွားနေဆိုတာကိုသက်သေပြလိုက်တာပါပဲကဲအခုဆိုရင်အပြည့်ရဲ့အဖိုးခါကိုအပြည့်အဝပေးဆက်ပြီးပြီတေချင်းကိုလည်းအောင်နိုင်ပြီးပြီဆိုတော့အဲ့ဒီပျက်စီးသွားတဲ့ဖျားသခင်နဲ့ဆက်ဆံရေးကိုပြန်တီးဆောက်ဖို့ကျွန်တော်တို့ဘက်ကဘာလို့ဖို့လို့မလဲတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာကဒီမေခွန်းရဲ့အဖြေကိုတခြားဘသူမှမဟုတ်ပဲယေရှုကိုယ်တိုင်ရှင်းရှင်းလင်းလင်းပေးထားတာပါပဲကိုရောကငါပဲဟာဘုရားသခင်စီပြန်သွားနိုင်တဲ့တခုတော့လဲမဲလို့ပြောခဲ့ပါတယ်ဖျားသခင်နဲ့ပြန်လဲတင့်မြတ်ဖို့ဆိုတာရှုပ်ထွေးတဲ့ကိစ္စကြီးမဟုတ်ပါဘူးရှင်းလင်းပြတ်သားတဲ့ကိုယ်ပိုင်ရွေးချယ်မှုလုပ်ဖို့ပဲလိုပါတယ်အဲ့ဒါကိုအဆင့်3ဆင့်နဲ့လှုပ်ဆောင်နိုင်ပါတယ်ဟုတ်ပြီအရေးကြီးဆုံးအဆင့်ကတော့ဒီတတိယအဆင့်ပါပဲဒါကဘာကိုဆိုလို့လဲဆိုတော့ယေရှုဟာဖျားသခင်ရဲ့တပါးတေတော့တော်ဖြစ်တယ်ဆိုတာကိုနှလုံးသားထဲကနေအကျွမ်းမဲ့ယုံကြည်ဖို့လိုပါတယ်ပြီးတော့ကိုရောဟာကျွန်တော်တို့ခံရမယ့်အပစ်ကြံအော်ရိုအခက်လဝါကတိုင်မှာအသေးခံပေးခဲ့တယ်ဆိုတာကိုယုံကြည်ရပါမယ်ဒါရင်ပဲလားဆိုတော့မဟုတ်သေးပါဘူးအရေးကြီးဆုံးကအဲ့ဒီနောက်3ရက်မြောက်တဲ့နေ့မှာဖျားသခင်ကကိုရောကိုတည်ခြင်းကနေပြန်လဲထပ်မြောက်စေခဲ့တယ်ဆိုတာကိုပါယုံကြည်ဖို့ပါပဲဒီယုံကြည်ချက်ကိုနှလုံးသားထဲမှာပဲထားတာမဟုတ်ဘဲနောက်ကနေထုတ်ဖော်ပြီးကြဲကြဲလောင်လောင်ဝင်ခံလိုက်ဖို့ပါပဲဒါကတကယ့်ကိုအဓိကချက်ပါပဲဒီလိုရွေးချယ်မှုတစ်ခုကိုပြုလုပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးဟာလုံးဝအသစ်ချစ်တဲ့အသစ်တာတစ်ခုစီကိုအခြေခံကြပြောင်းလဲသွားမှာဖြစ်ပါတယ်ချက်ချင်းလက်ငင်းရရှိမဲ့အကြီးမားဆုံးရလက်ကတော့လွတ်မြောက်ခြင်းပါပဲအပြစ်အတွက်စီရင်ခြင်းခံရတော့မဲ့အခြေအနေနဲ့လုံးဝကိုလွတ်ငင်းချမ်းသာခွင့်ရရှိသွားလာပါဒီရွေးချယ်မှုကဘဝအတွက်ရည်ရွယ်ချက်အဖြစ်
အထောက်အထားအသစ်တွေကိုပေးပါတယ်ဖျားသခင်နဲ့အတူထာဝရအသက်ရှင်ခွင့်ရမယ်သူ့ရဲ့သားသမီးတစ်ယောက်ဖြစ်လာမယ်ပြီးတော့သူ့ရဲ့မေတ္တာကိုတလောကလုံးစီကိုယူဆောင်သွားဖို့အခွင့်အရေးကိုပါရရှိမှာဖြစ်ပါတယ် ဒီသတင်းစကားရဲ့အဆုံးသက်ကတော့ကိုပြည့်စုံအောင်အရင်ပြင်ဆင်ပါလို့တောင်းဆိုနေတာမဟုတ်ပါဘူးလက်ရှိဖလို့အချင်းနေမှာပဲဖြစ်နေအခုချက်ချင်းဒီခရီးကိုစတင်ဖို့အတွက်အားလုံးကိုဖိတ်ခေါ်နေတဲ့ပွင့်လင်းတဲ့ဖိတ်ခေါ်ချက်တစ်ခုပါပဲ